န်စွမ်းသူချင်းတော့မှသူကလောက်နေတာပဲငါမလောက်ချင်ဘူးဆိုရင်ကျွန်တော်တို့လိုမတန်စွမ်းနေစူးစမ်းနေတဲ့အချိန်မှာတန်စွမ်းသူဘယ်လိုပဲဖြစ်ကျွန်တော်ရဲ့ interview ကိုကြည့်နေသူပဲဖြစ်ဖြစ်တရားတစ်ဖြစ်မြင်နေလို့ဖြစ်အဆုံးထိကြည့်နေလို့ဖြစ်အဲ့တော့ motivation ရချင်တာကအတိတရားပေါ့နော်ဒါဒီဆရာလေးတောင်မှဒီမတန်ဆွမ်းလေးတောင်မှမဖြစ်ဖြစ်အောင်လုပ်တာပဲငါတို့ဘာလို့မလုပ်နိုင်မှာလဲငါတို့ကိုလည်းငါပြေဆုံးငါဘာလို့ငါတို့ပတ်ဝန်းကျင်ဒုက္ခမပေးဘူးငါတို့ဟိုအကျိုးရှိအောင်လုပ်နေမယ်ဆိုတဲ့အတွေ့အကြုံလေးပေါ့နော်ကျွန်တော်အဲ့လိုဖြစ်စေချင်တယ်အဲ့တော့ဒီစိတ်သက်ကြနေလူတိုင်းတော့စိတ်သက်ကြရပဲလေကျွန်တော်တို့ဆိုဒီကျူစင်စတင်တာကပို့ပြီးစိတ်သက်ကြရပဲဆိုတော့ဖြစ်မှလည်းမဟုတ်ပါဘူးပေါ်ပင်ပါအဲ့ဒါကလေးတွေပြပြီးတောင်းစားတာပါအမျိုးမျိုးပြောခံရတယ်ဒါပေမဲ့အဆအောင်ဆိုရင်အဲ့ဒီသူတို့ပြောတဲ့အချမ်းကိုကျွန်တော်ကလုံးဝမခံနိုင်နိုင်ဘူးငါစက်တင်မှာအစဉ်ပြေမှာလားအစဉ်မပြေဘူးလားဟိုအဲ့လိုတွေးတယ်ဒါပေမဲ့မရဘူးဒါငါဘောသူတို့တွေကဒီပြောတော့ခဏပဲလေနော်သူတို့ပြောတော့ခဏပဲဟာကိုကျွန်တော်အဲ့ဒီခဏပဲကိုကျွန်တော်တို့ကတာယာနေလို့မရဘူးရတန်းကြတော့ဒါကြတော့ကျွန်တော်လူများပေါ့နော်အကိုတို့အခုချိန်မှာဒါအတွက်လူများတဲ့အတွက်တွေ့ရတာပေါ့နော်ဒါဆိုရင်အချိန်ပိုင်းခွဲတင်ရတာပေါ့ဒီဘက်ချမ်းကြတော့4တန်းဒီဘက်ချမ်းကြတော့2တန်းပေါ့နော်2တန်းတင်ရတယ်ပြီးဒီအရှိတန်းကြတော့ G3 ပေါ့3တန်းပေါ့နော် KG လည်းများရတယ် KG ကဟိုဘက်ချမ်းမှာခင်ဗျဆမ်းမင်းတွေကျွန်တော်တို့တော့တက်ခဲတယ်ပေါ့နော်ပုံစံမျိုးနဲ့မတူအောင်ပေါ့နော်ကျွန်တော်တို့ကကျူရှင်ကိုတက်လို့ရတယ်ဟိုတောင်းနေဟိုပါတလားကို3-4တောင်းလောက်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့မိဘတွေရဲ့ပတ်စံလုံးကအဆင်မပြေဘူးအဆင်မပြေတဲ့အတွက်မတက်ခဲရအောင်တက်ခဲတော့ငါတို့ဘွားလေးနဲ့စားလို့ရှိရင်ဒီကလေးတွေကိုငါအဆက်ဆက်ရပတ်မိုးပေးမယ်ပေါ့နော်ဒီပညာတတ်ကြီးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့အတွေ့နဲ့အဲ့ခံယူချက်နဲ့ကျွန်တော်စတင်လာတယ်2022ကနေစတင်လာတယ်ပေါ့နော်စတင်ရနေကဒါစားနေတိလာတယ်တိလာပြီးတော့မှအခုဆိုလို့ရှိရင်2026ပေါ့နော်6လို့ဆိုရင်ဒီချက်ပို့ပြီးတော့ပေါ့နော်ကျွန်တော်ထင်တာကကျွန်တော်စတင်နေဆိုရင်ငါဒီတက်ပို့ပြီးတော့မြအကျိုးရုပ်သွားမလားပေါ့နော်ရော့သွားမလားပေါ့ထင်တာနဲ့တခြားစီပေါ့နော်ပို့ပြီးတော့ပြောမဆိုရင်ကျွန်တော်ရဲ့ချစ်တော်တပည့်တွေကနေတဆင့်ပေါ့နော်သူတို့ရဲ့ပြောစကားအရာသူတို့တဆင့်ဆရာကောင်းတယ်တင်ပြကောင်းတယ်ဆရာလက်ရည်ဘလို့ပြင်ပေးတယ်ပေါ့နော်အဲ့လိုပုံစံတွေ့ရနေတစားနေတီးပြီးတော့မိဘတွေကလည်းတချို့တီးနေပို့ပြီးတော့များလာတယ်ပေါ့နော်များလာတဲ့အတွက်အဲ့ဒီအတွက်ကိုလည်းကျွန်တော်ဝမ်းသာတယ်ပေါ့နော်ငါဒီအောင်မြင်မှုကိုငါရည်ကြည်ထိန်းနိုင်ရမယ်ဟိုတော့ဒီတက်အောင်ကျွန်တော်ကဘယ်လိုလဲဆိုတော့ငါအရန်အောင်မြင်ခြင်းဟိုလူသိများခြင်းနဲ့ဒီဆရာကျွန်တော်တပည့်လေးတို့အများတန်းပြောတယ်ဆရာတီးသွားလို့ရှိရင်နာမည်တစ်လုံးနဲ့ပဲသိခြင်းတယ်ဟုတ်တယ်မလားပုံစံမျိုးဒီဆရာအရန်တင်ပြကောင်းတယ်ငါတို့သူ့ရဲ့တပည့်လေးတွေကိုစေတနာမေတ္တာထားပြီးတော့တင်နေဆိုတဲ့အတွေ့အကြုံပဲပေါ့နော်အဲ့လိုရည်ရွယ်ချက်နဲ့ပဲကျွန်တော်တင်ခဲ့တာပေါ့နော်အခုချိန်ထိလည်းကျွန်တော်ကိုအနေနဲ့ရက်ကနေတော့အလူရှင်တွေပတ်မိုးပေးတယ်အဲ့ဒီပတ်မိုးပေးတဲ့ပြင်ကျွန်တော်ကအလဲသုံးသားမလုပ်ဘူးဒီကျွန်တော်ရဲ့အောင်မြင်မှုကိုထိန်းထားတယ်ပေါ့နော်ကျွန်တော်စာတင်တာအခုတော့ဒါကငါစာတင်လိုက်မယ်အောင်မြင်သွားပြီမီဒီယာအကုန်သိသွားရင်ငါမတင်တော့ဘူးအဲ့လိုအတွေးပေါ့နော်လုံးဝမရှိဘူးဘာလို့ကျွန်တော်ရဲ့စာဝတ်နေရေးအခက်ခဲအတွက်ကျွန်တော်ဘာလို့တင်လိုက်ရင်တော့ငါအလူရှင်နေလာမှာပဲအဲ့လိုအတွေးနဲ့လည်းကျွန်တော်လည်းမတင်ချင်းပေါ့နော်ဘာလို့သူတို့တွေဒီကျွန်တော်ကိုပံ့ပိုးပေးတဲ့သူတွေကလည်းအလုံးလုံးတယ်ချွေးနေစာနဲ့ပေါ့နော်လုံးနေရတဲ့ကိုချင်းစားတယ်ကျွန်တော်ကိုလှူတဲ့ငွေကြေးမဟုတ်ငွေကြေးအပြင်ကိုစာအုပ်စာနိုင်လို့ချင်းကျွန်တော်ရဲ့တပည့်လေးတွေကိုပို့ပြီးတော့လှူတယ်ပေါ့နော်လှူတဲ့အပြင်ကိုစ
စောင်းမရှိဘူးလားမရှိတဲ့နေရာနေကျွန်တော်တောက်တဲ့နေရာလေးတော့လှူတယ်ကျွန်တော်ရဲ့အောင်မြင်မှုပေါ့နော်ဟိုအောင်မြင်နေဆိုတော့ကဒီသူများတွေဆယ်လေးလေးပါဟိုအောင်မြင်တဲ့ပုံစံမျိုးမဟုတ်ဘူးကျွန်တော်ရဲ့အော်ဒါဒီဆရာကတော့ဟို online မှာလည်းဟိုမတင်ဘူးဒီသူ့ရဲ့ဒီပင်ကိုစရိုက်နေနေပေါ့နော်အိမ်မှာပဲဟိုတင်နေဆိုတဲ့အတွေ့နေပေါ့နော်ကျွန်တော်လာပြီးတော့ဟိုပန့်ပိုးကြတယ်အစားအစာတတောက်တနေရနေကိုကြီးပန့်ပိုးပေးတဲ့တက်ကိုလည်းကျွန်တော်ဒီကနေတော့ကျွန်တော်အားလုံးကျေးဇူးတင်တယ်အခုလို့ကျွန်တော်ဒီအောင်မြင်တာကလည်းကျွန်တော်အရေးချင်းတယောက်လည်းမဟုတ်ဘူးမီဒီယာတိုင်းကကျွန်တော်ကိုအင်တာဗျူးတယ်အဲ့လိုဗီဒီယိုအများသိလာတဲ့အတွက်ကိုလည်းဟိုဒီကနေတော့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ရှင်ပြီးတော့မဘာနဲ့ရှင်ပြီးတော့ဘယ်လိုပြောချင်လဲဆိုတော့ပေါ့နော်လူရယ်လို့ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ခံယူချက်ပေါ့နော်အဲ့လိုချင်းဘဝကိုရိုးရိုးရှင်းနဲ့စူးစမ်းပါသူများနှာခေါင်းပေါင်းနဲ့အသက်မရှူပါနဲ့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဟိုသူတော့လုံးနိုင်တာပဲငါဘလို့လုံးနိုင်မှာလဲဒါပြလို့ဟိုတန်ဆွမ်းသူချင်းတော့မှသူကလုံးနိုင်တာပဲငါမလုံးချင်ဘူးဆိုရင်အဲ့ချင်းကျွန်တော်တို့လိုမတန်ဆွမ်းနေစူးစမ်းနေတဲ့အချိန်မှာတန်ဆွမ်းသူဘလို့ပဲဖြစ်ကျွန်တော်ရဲ့ interview ကိုကြည့်နေသူပဲဖြစ်လျှက်တစ်ပြက်မြင်နေလို့ဖြစ်အဆုံးထိကြည့်နေလို့ဖြစ်အဲ့လို motivation ရချင်တာကအတိတရားပေါ့နော်သူဒါဒီဆရာလေးတောင်မှဒီမတန်ဆွမ်းလေးတောင်မှမဖြစ်ဖြစ်အောင်လုပ်တာပဲငါတို့ဘာလို့မလုံးနိုင်မှာလဲငါတို့ကိုလည်းငါပြေဆုံးငါဘာလို့ငါတို့ပတ်ဝန်းကျင်ဒုက္ခမပေးဘူးငါတို့ဟိုအကျိုးရှိအောင်လုပ်နေမယ်ဆိုတဲ့အတွေ့အကြုံလေးပေါ့နော်ကျွန်တော်အဲ့လိုဖြစ်စေချင်တယ်အဲ့တော့ဒီစိတ်သက်ကြနေလူတိုင်းတော့စိတ်သက်ကြရပဲလေကျွန်တော်တို့ဆိုဒီကျူရှင်စတင်တာကပို့ပြီးစိတ်သက်ကြတာပဲဆိုတော့ဖြစ်မှလည်းမဟုတ်ပါဘူးပေါ်ပင်ပါဟဲ့လားကလေးတွေပြပြီးတောင်းစားတာပါအမျိုးမျိုးပြောခံရတယ်ဒါပေမဲ့အဆအမောဆိုရင်အဲ့ဒီသူတို့ပြောတဲ့အချံကိုကျွန်တော်ကလုံးဝမခံနိုင်ဘူးငါစက်တင်မှာအစဉ်ပြေမှာလားအစဉ်မပြေဘူးလားဟိုအဲ့လိုတွေးတယ်ဒါပေမဲ့မရဘူးဒါငါဘောသူတို့တွေကဒီပြောတော့ခဏပဲလေနော်သူတို့ပြောတော့ခဏပဲဟာကိုကျွန်တော်အဲ့ဒီခဏပဲကိုကျွန်တော်တို့ကတာယာနေလို့မရအောင်အဲ့ဆက်လို့ဘာညာအားပေးတယ်ဘာညာရှေ့ဆက်အဲ့လိုပြောတဲ့ဟာလို့လေကျွန်တော်အရင်တာယာနေလို့မရတာကိုလုံးနေကြပုံမှန်တိုင်းကိုကျွန်တော်ပုံမှန်ပြီးတော့ပေါ့နော်ဒါငါရှေ့ဆက်လောက်ရမယ်မတန်ဆွမ်းတယောက်ရဲ့ရှေ့ဆောင်လမ်းပြဖြစ်အောင်လေကျွန်တော်ဖြစ်ရှင်တယ်ပေါ့နော်အခုညာရတိုင်းမှာမတန်ဆွမ်းနေရမတန်ဆွမ်းတဲ့ယူဒီမဲ့ကိုရစိတ်သက်ခြင်းမတူဘူးတောင်းစားအကိုတို့လည်းတွေ့မှာပါတောင်းစားတဲ့မတန်ဆွမ်းနေရှိသလိုဟုတ်တယ်မလားတူအချောင်ကိုခြင်းနဲ့မတန်ဆွမ်းနေရှိတယ်ပေါ့နော်ဘယ်လိုပြောချင်လဲဆိုတော့ဘာလို့ဆိုတော့သူများပစ္စည်းကိုယူမှဆိုရင်သူငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့အတွေ့လေးတွေးလိုက်အဲ့အတွေ့လေးပဲကျွန်တော်ကတွေးစေချင်တယ်အဲ့လိုချင်းသူတို့တွေသိမယ်ပေါ့နော်အဲ့ဆိုကျွန်တော်ကဘာလို့ဆိုတော့ကျွန်တော်ရဲ့မတန်ဆွမ်းဖြစ်တည်မှုနေရာလေးကိုကျွန်တော်တတ်နိုင်တဲ့ပေါ့နော်ကျွန်တော်ချပြတယ်TikTokမှာဆိုလဲကျွန်တော်စာသင်တဲ့ပုံလေးတင်တယ်ဘဝမှာပေါ့နော်ပျော့နေတယ်ပေါ့နော်စိတ်ညစ်စရာကြီးလုံးဝမတွေ့ဘူးပေါ့နော်ကိုလှုပ်ချင်တဲ့ຢာကိုလှုပ်တယ်အခုဆိုရင်ကလေးတွေကိုစာသင်တဲ့ပုံလေးတင်ပေးတယ်တပုံပေါ့ဒီမနက်ခင်းပိုင်းဆိုလို့ချင်းအကိုတို့ဒီမနက်ခင်းပိုင်းဆိုရင်ចောင်းပိတ်တီဆိုလို့ချင်းကျွန်တော်မနက်ခင်းပိုင်းဆိုရင်ကလေးတွေကိုဘုရားရှိခိုးခိုင်းတယ်ဒီ36ပြာမင်္ဂလာတရားပေါ့နော်လို့ဆိုခိုင်းတယ်ကျွန်တော်ကိုနိုင်ကလည်းသူတို့တွေပတ်မိုးပေးတယ်အစားရပေါ့နော်ပြောချင်တာကကျွန်တော်ရဲ့ဗီဒီယိုကျွန်တော်ရဲ့အင်တာဗျူးလေးကိုကြည့်ချင်းအဖြစ်ညီသူတယောက်ဒီနေမှာဘယ်တော့မှနောင်တမရပါဘူးလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်